အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့ April ညိုင်းဦးဖြစ်ပါတယ် April ညိုင်းဦးပါကျွန်တော်ဒီနေ့ဘာလို့ရှင်နေဆိုလို့ရှိရင်ကျွန်တော်ကနေပြီးတော့တချင်းအစိုးရနာမည်မပြောဘူးတချင်းကောင်းစင်မပြောဘဲနဲ့ကျွန်တော်တီးလုံးတန်လေးတွေဖွင့်ပြအောင်ဖြစ်ပါတယ်ကျွန်တော်ဖွင့်ရတဲ့တီးလုံးတန်လေးတွေကဘယ်သူဆိုတာလဲဘယ်တချင်းလေးဆိုတာကျွန်တော်ရဲ့ comment အောက်မှာလာပြီးတော့ဖြေပေးလို့ရပါတယ်ဗျ Okay ဒါဆိုလို့ရှိရင်ပထမဆုံးတချင်းလေးကိုစလိုက်အောင်ဗျ2004ခုနှစ်ဖွားတယ်ဆိုလို့ရှိရင်တီးကောင်းတီးလိုက်မယ်ဗျာ2008 2009 2010ပေါ့အဲ့လောက်ဖွားတယ်ဆိုလို့ရှိရင်ဒီရှင်းလေးကမိလိုက်မှာပေါ့နော်ကျွန်တော်ကတော့မမိလိုက်ဘူးဗျline ပေါ်ကတွေ့လို့ပဲပြန်ပြီးတော့တင်ဆက်ပေးတာနောက်ထပ်ဒုတိယတစ်ပုဒ်နေရတော့ကျွန်တော်အရန်ကိုနာမည်ကြီးပြီးတော့လူကြိုက်များခဲ့တဲ့တချင်းလေးတစ်ပုဒ်နဲ့ကျွန်တော်ဖွင့်ပြပြမှာဖြစ်ပါတယ်ဒီချင်းလေးကဆိုလို့ရှိရင်မိန်းကလေးတွေကြားထဲမှာအရန်ကိုနာမည်ကြီးပြီးလူကြိုက်များခဲ့တယ်ပေါ့နော်ကျွန်တော်တို့ယောက်ျားလေးလေးကြိုက်ပါတယ်လို့တချင်းလေးဆိုတော့ကျွန်တော်ဖွင့်ပြပေးမယ်နော်ဒါတော့ကြည့်လိုက်ပါဦးတချင်းလေးရဗျအရန်ကိုနောက်ထောင်တော့ကောင်းတယ်ဗျဒီတချင်းလေးကတချင်းရောက်ပေါ့နော်မိန်းကလေးတွေရောယောက်ျားလေးတွေရောအရန်ကိုကြိုက်ခဲ့တဲ့တချင်းလေးတစ်ပုဒ်လို့လေကျွန်တော်သိရတယ်ဗျတချင်းလေးရဗျနောက်ထောင်လိုက်လို့ရှိရင်ဗျတစ်ခုခုကိုလွမ်းပြီးဆွေးနေတယ်လို့မျိုးဗျအရန်ကိုရင်းထဲမှာအေးချမ်းသွားစေလို့ပေါ့နော်အရန်နောက်ထောင်ကောင်းတဲ့တချင်းလေးပါဟုတ်ကဲ့နောက်ဆုံးတစ်ပုဒ်နည်းနည်းရတော့ကျွန်တော်တို့တိတက်စကလေးဘွားတွေကဗျာဒီတချင်းလေးကကြာလို့ရှိရင်ကျွန်တော်တို့ပန်းဝန်းကျင်မှာအရန်ကိုလူကြိုက်များပြီးတော့လူတွေအရန်အဖွင့်များတဲ့တချင်းလေးတစ်ပုဒ်ပေါ့နော်ကျွန်တော်တွေမဟုတ်ဘူးဗျာဒီအခုကြည့်ရှုနေတဲ့သူတွေကလေဒီတချင်းလေးကိုကြားလိုက်တာနဲ့ဒီတချင်းလေးဆိုတာကိုတော့တန်းသိနေတဲ့တချင်းလေးပါဒီတချင်းလေးကိုတော့မှန်အောင်ဖြေခဲ့ကြပါအောင်လို့နော် number 1 တချင်းလေးပဲဖြစ်ပါတယ်ကျွန်တော်ရေးထားတဲ့ number 1 တချင်းလေးပါဒီတချင်းလေးကတချင်းလေးဆိုတာကျွန်တော်နဲ့ဒီလိုတန်စင်လေးကိုနောက်ထောင်ကြည့်လိုက်အောင်ဗျဒီချင်းလေးอ่ะဆိုရင်နားထောင်လိုက်လို့ရှိရင်ဗျာအရန်ကိုကောင်းပြီးတော့ဗျာရင်းထဲအေးသွားစေတဲ့ဒီချင်းလေးဗျာဒီချင်းလေးအတိုက်ပဲကြလို့ရှိရင်ဟိုပါပေါ့ကျွန်တော်ကောင်းမလေးတရားကိုကျွန်တော်ကြည်စေတဲ့ပုံစံလေးပေါ့နော်ကောင်းမလေးဘယ်လောက်ချစ်စရာကောင်းတယ်ဘာလေးနဲ့ဆိုလို့ရှိရင်ဘယ်လောက်ချစ်စရာကောင်းတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ရည်ညွှန်းပြီးတော့တင်စားထားတဲ့ဒီချင်းလေးတစ်ပုဒ်ပါဒီချင်းလေးကြလို့ရှိရင်လူတိုင်းလူသိနိုင်တဲ့ဒီချင်းလေးပေါ့နော်ဟုတ်ကဲ့ပါဒီသချင်းတွေအားလုံးကတော့ကျွန်တော်ခုနှစ်တွေနာမည်ကျွလူကြိုက်များခဲ့တဲ့သချင်းလေးတွေပဲဖြစ်ပါတယ်ဗျကျွန်တော်ကအခုမှစားပြီးတော့ဗီဒီယိုလေးစားပြီးတော့လုပ်တဲ့အတွက်ကျွန်တော်အမားလေးတွေပါလို့ရှိရင်ကျွန်တော်ခဏပေးကြပါကျွန်တော်ရဲ့အတန်အနေထားကလည်းကျွန်တော်ကတိုင်းရင်းသားလူမျိုးဖြစ်တဲ့အတွက်စကားမပီတာဝေးတာလေးရှိတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ဒီနေ့ဗီဒီယိုလေးကိုသိခံပြီးကြည့်ပေးကြပါလို့နော်ဒီကြောင့်ဝါသနာရတင်တာပါလို့အားလုံးချစ်ပါတယ်လို့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြရအောင်Good luck.